KNN ပြည်သူဒေးလာပြီးတော့ဗတ်ဆေးတွေတက်တယ်ပြုဖေဖော်ဝါရီလ9ရက်2016ခုနှစ်အတွက်နိုင်ငံခြားငွေပြပပေါက်ဈေးတွေကိုကြည့်ရတာအမေရိကန်ဒေါ်လာဝယ်ဈေး3990ရောင်းဈေး4085ယူရိုဝယ်ဈေး4695ရောင်းဈေး4815စင်ကာပူဒေါ်လာဝယ်ဈေး3115ရောင်းဈေး3105ထိုင်းဘတ်ဝယ်ဈေး135.9ကိုရောင်းဈေး119.3မလေးရှားရေကြီးဝယ်ဈေး1010ပြီးရောင်းဈေး1030ခုဂျပန်ယန်ဝယ်ဈေး35.4ပြီးရောင်းဈေး16.3ရှိတရုတ်ယွမ်ဝယ်ဈေး980ခုရောင်းဈေး980ခုကိုရီးယားဝမ်ဝယ်ဈေး1.9ပြီးရောင်းဈေး1.8ပြီးပြည်တင်ပေါဝယ်ဈေး9440ရောင်းဈေး9580ဩစတြေးလျဒေါ်လာဝယ်ဈေး1988ရောင်းဈေး1859ကနေဒါဒေါ်လာဝယ်ဈေး1910ရောင်းဈေး1985ထိုင်ဝမ်ဒေါ်လာဝယ်ဈေး136ရောင်းဈေး119 UAE ဝယ်ဈေး1080ရောင်းဈေး1180အိန္ဒိယ UP ဝယ်ဈေး43.89ရောင်းဈေး45.3မြတ်တိဟောင်ကောင်ဒေါ်လာဝယ်ဈေး908ရောင်းဈေး930မကာအိုပါတာကဝယ်ဈေး493ရောင်းဈေး906ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဆုံးရသတင်းတွေအတွက်ကျွန်တော်တို့ရဲ့ Telegram Channel နဲ့ Website ကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာအားလုံးပဲတာယာချမ်းမြေတဲ့နေရက်တွေကိုပိုင်ဆိုင်ကြပါစေ